မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ23ရက်နေ့ဗုဒ္ဓဘုနေ့မေယုချန်နယ်မြန်မာဘာသာပြန်အစီအစဉ်မှကျမလှလှဝင်းပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကားကြောင့် ULA မြေသိမ်းအဖွဲ့ကိုပြန်လည်စောတကကျဝေဖန်တဲ့ဒေသခံတွေပေါ်ထွက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ULA မြေသိမ်းအဖွဲ့ကိုပြန်လည်စောတကကျဝေဖန်တဲ့ဒေသခံတွေပေါ်ထွက်လာကြကိုပြည့်နှက်နေတဲ့ရုပ်တံအရာသိရပါတယ်ဒေသခံရူဟင်ဂျာတွေပိုင်ဆိုင်တဲ့လဲချမ်းမြေတွေထဲကအကွက်ကွင်းကြနေရာတွေတန်ဖိုးမြင့်နေရာတွေကိုနေ့စဉ်တင်ယူနေပြီးဘူးတိတောင်မြို့နယ်အတွင်းဒါဇင်နဲ့ချီတဲ့ရူဟင်ဂျာကျေးရွာတွေကိုအပြည့်အပိုင်တင်ယူထားတဲ့အာရခတပ်တော် ULA ကိုမင်းပြောင်းမြို့နယ်အတွင်းကမြေပဲခင်းကိစ္စအချင်းများနေစဉ်အတွင်းဒေသခံရခိုင်အုပ်စုကပြင်းပြင်းထန်ထန်ဆဲဆုံမောင်းထုတ်နေတဲ့ရုပ်တံတစ်ခုပြီးခဲ့တဲ့ဧပြီလ21ရက်နေ့က Facebook လူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့နေခဲ့ပါတယ်ရုပ်တံအရာရခိုင်ပြည်နယ်မင်းပြောင်းမြို့နယ်အတွင်းအာရခတပ်တော် နယ်မြေမှုဦးညီပူနယ်အဖွဲ့ဝင်များကဒေသခံရခိုင်တွေရဲ့မြေယာကိုသိမ်းယူနေစဉ်အတွင်းဒေသခံရခိုင်များနဲ့အဖွဲ့ဝင်များအကြောင်းသိမ်းမှမှုဖြစ်ပွားခဲ့ပြီးဒေသခံတွေကနယ်မြေမှုနဲ့အဖွဲ့ကိုအော်ဟစ်ကမောင်းထုတ်နေကြတာကိုတွေ့ရပါတယ်ULA ဟာရခိုင်ပြည်နယ်အတွင်းကမြို့နယ်ပေါင်း14မြို့နယ်ကိုသိမ်းပိုက်ထားပြီးအုပ်ချုပ်ရေးရန်ရာတွေကိုအကောင့်အထည်ဖော်နေတယ်လို့တစ်ဖက်ကလည်းရခိုင်မြေယာကော်မတီကိုဖွဲ့စည်းပြီးမြေယာသိမ်းပိုက်မှုတွေကိုရူဟင်ဂျာတွေအများစုရှိတဲ့နေရာတွေမှာအဓိကထားလုပ်ကိုင်နေတယ်လို့သိရပါတယ်Alpha 3စစ်ဒေသမြို့မှာနယ်မြေမှုဦးမောင်ဦးကျော်နဲ့အဖွဲ့ကကြောက်တော်မြို့နယ်ထဲမှာရှိတဲ့ရူဟင်ဂျာတွေပိုင်လက်မြေအိမ်ချမ်းမြေတွေထဲကလမ်းမပေါ်လက်ကွက်များအဓိကလမ်းမကြီးရဲ့ဘေးဘီဝဲယာကလက်များနဲ့နေရအကွက်အကွင်းကြောင့်လက်မြေများကိုကျူးကျော်တွေလို့မတရားသဖြင့်တတ်မှတ်ကဖယ်ရှားစေပြီးနောက်တည်ယူခဲ့တဲ့ဖြစ်စဉ်တွေကြောက်တော်မြို့နယ်ထဲဖြစ်ပေါ်ခဲ့တယ်လို့ကြောက်တော်ရူဟင်ဂျာအတိုင်းအဝိုင်းကပြောပါတယ်ဘူးတီတောင်မြို့နယ်ထက်ကစိုက်ပျိုးမြေများပြားပြီးတီးနှံအထွက်တိုးတဲ့ရူဟင်ဂျာတွေပိုင်တဲ့လယ်မြေအမြောက်များရှိတဲ့ကျေးရွာတွေဖြစ်တဲ့ပြင်ရှိကျက်မောက်တောင်ကျေးရွာအုပ်စုတပြူချောင်းပလဲတောင်မောင်ကြီးတောင်အောင်လန့်ပြင်အုပ်စုတရေကုန်းတန်အုပ်စုရွှေညိုတောင်အုပ်စုကြီးနှုတ်တီအုပ်စုစတဲ့ကျေးရွာကြီးတွေနဲ့အတူကျေးရွာငယ်များအပါအဝင်ရူဟင်ဂျာကျေးရွာပေါင်း30ကျော်ကိုအကြောင်းပြချက်တစုံတရာမပေးပဲကသိမ်းယူခဲ့တယ်လို့ကျေးရွာသူကျေးရွာသားရူဟင်ဂျာတွေကိုလည်းမေယုမြေတစ်ဖက်ကကလက်မြေတွေထဲအတိအကျဖိအားပေးနေရချပေးနေတယ်လို့ကာယကံရှင်တွေစီကနေသိရှိထားတယ်လို့AEN သတင်းဌာနအနေဖြင့်အသိပြုခဲ့ပြီးဖြစ်ပါတယ်မြေသိမ်းအဖွဲ့မောင်းထုတ်ခံရမှုရုပ်သံနဲ့ပတ်သက်ပြီးမြေဧက90ကျော်အသိမ်းခံရပြီးနေရက်ကနေထွက်ပြေးခဲ့ရတဲ့ဘူးတီတောင်ဒေသခံရိုဟင်ဂျာလက်သမားဦးမာနုကရခိုင်တွေအနေနဲ့သူတို့မတရားသဖြင့်မြေအသိမ်းမခံရအောင်လူစုလူဝေးနဲ့ကိုတုတ်ပြန်နိုင်ခဲ့ကြောင်းရခိုင်တွေလူမျိုးအခြေအနေရိုဟင်ဂျာတွေစီမှာမရှိကြောင်းကဘယ်နေ့ဘယ်ရက်ရွာကနေထွက်ဆိုတာနဲ့ပိုင်ဆိုင်သမျှအရာရာကိုထားရစ်ပြီးထွက်ပြေးလာခဲ့ရကြောင်းမီဒီယာကိုပြောပါတယ်လူမဲ